အားလုံးပဲမင်္ဂလာပါရှင်။ Audio Burma Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုတွေကတော့တက္ကသိုလ်ဖုံးနိုင်ရေးသားထားတဲ့တပြည်သူမတ်ရွှေထားဆိုတဲ့ဝတ္ထုတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေ့စဉ်ဇလံတစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးပြီးကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်။ကဲဒါဆိုရင်ဇလံလေးကိုစလိုက်ကြရအောင်ရှင်။မိဘဟုသည်သားသမီးကိုချစ်သည်မျိုးမို့ကောင်းတို့ရရအမိပေးကြယူထင်သည်ကျွန်တော်မိဘများကလည်းကျွန်တော်နာမည်ကိုမျက်ဆွေဟုလှလှပပမဲခေါ်သွားခဲ့ကြသည်ခတ်သည်မှာမရွှေထားတယောက်လောင်ပြောင်တယောခဲ့တကယ်တော့ပင်ကျွန်တော်မောင်မျက်ဆွေ၌မြတ်တော်ဆွေလည်းမရှိမြတ်တော်မျိုးလည်းမရှိမြတ်တော်ဘာဆိုဘာမှမရှိလူမှန်ကောင်းကောင်းမသိခင်တည်းကမိဘမယ်လူလားမြောက်ချိန်၌တကောင်ကြွက်လူကြီးဖြစ်လာပြန်တော့အထီးကျန်ခေတ်စားနေသောစကားနှင့်ကြီးကြီးကျယ်ကျယ်ကြပြဆက်ဆန်ဆိုရသောမုံတိုင်းထန်သောဒါမှမဟုတ်ခရောင်းတော်ပမာတူသောကျွန်တော်အတိမ်၌မမောတတဖွယ်ရာတို့မရှိပါမမောတတဖွယ်ရာမဟုတ်တော့လေမမေ့နိုင်သောအရာကိုလွမ်းဖွယ်ရာဟုဆိုခွင့်ရှိလျင်မူကျွန်တော်၌လွမ်းဖွယ်သောအတိတ်လည်းရှိခဲ့ပူပါသည်မှန်သည်လွမ်းဖွယ်သောအတိတ်ကျွန်တော်၏ချစ်လာစွာသောပုံမတိတိတကြဆိုရလျင်ကျွန်တော်တစ်ဖက်သက်ချစ်လာစွာသောထားတယောက်ကိုတန်ရောစင်ဗဟုပြုထားသည့်ကာမဂုဏ်သားဆုံလင်နွားတကောင်၏လွမ်းဖွယ်သောအတိတ်စောင်းဝကျွေလူနှွေရတုလျင်တင့်မီမူမူဒီစကားကိုကျွန်တော်ဘယ်မှာဖတ်ရဘူးသည်မမှတ်မိထားကိုတတိယလျင်အထူးသဖြင့်ထားနှင့်စတင်ကြုံတွေ့ခဲ့ရသည့်အဖြစ်ကိုပြန်အောင်မေ့မိလေတိုင်းဒီစကားကကျွန်တော်နှုတ်ဖျားတွင်ပေါ်ပေါ်လာသည်စောင်းဝန်ကျွေလူနှွေရတုလျင်တင့်မီမူမူဟုတ်ကဲ့တခုသောစောင်းဝန်ကျွေလူနှွေရတုလျင်တင့်မီမူမူအချိန်မှပါလေမြမပြည်အလှပဆုံးမြို့များတွင်ကျွန်တော်၏ဇာတိဌာနေပြည်မြို့လည်းပါပါသည်ကုန်းငချင်မို့ကိုချင်ရသည်မဟုတ်ပါဗြိတိရှစစ်သူကြီးဖီးမာရှယ်ဆာဝလီယန်စလင်းကအရှုံးမှသည့်အောင်ပွဲစီဟူသောသူ့စာအုပ်တွင်သူမရှုမလှရှုံးရတော့မဲ့ဆက်ဆဲပြည်မြို့၏အလှကိုမမေ့မလျော့ဖော်ပြထားသည်ထို1942ခုနှစ်ဖေဖော်ဝါရီလ၏တနေ့သောညနေမဆောင်တဆောင်တွင်ကဆာဝလီယန်စလင်းတယောက်မြန်မာပြည်သို့ရောက်မလာသည်ဆာဝလီယန်စလင်းဟုခေါ်သောပုဂ္ဂိုလ်တဦးဤလူလောက၌ရှိလေမှန်းပင်ကျွန်တော်မသိသည်ကျွန်တော်အသက်73နှစ်ပညာက6တန်းဆာဝဒီယန်စလင်းကိုမသိတဲ့ကဲ့သို့ကြောင်မဖွယ်သောဒုတိယကမ္ဘာစစ်မင်းကြီးသည်မြင်းမင်းအရာရင်းနှသာဦးမှလာပတာရသောကျွန်တော်တို့၏ပြည်မြို့ကြီးကိုဝါမျိုးဖြစ်စီပြစ်လိမ့်မည်ကိုလည်းကြိုတင်မသိနိုင်သည်တဘိုရဲမို့ပေါက်ပင်လဲပင်တို့ဗရမ ्या ပွင့်နေတို့ကိုစီစဉ်စားပြုတ်နေပြီသူမတူအောင်ရွှေရီဝင်းသောတမရွတ်တို့လည်းအလေလှုပ်တွင်မြေသို့တဖြုတ်ဖြုတ်ကျွေနေကြပြီမြမြပြသောအေယာရီမြင့်ရကကြည်ကြည်လင်းလင်းညင်ညင်သာသာစီစဲနေလေသည်ဒီဘက်က၌တဲစီခုံပေါ်၌တောင်ပီပီထွန်းစပြူပြီးဟောမဘက်က၌မူတောင်ထွန်းမြရဲ့ရင်းညိုသည်တန်းကြီးတောက်တောက်ဤအခြေမခွေးဘက်ကလွတ်လွတ်လပ်လပ်စီစဲနေသည်တန်းကြီးတောင်မသည်မြောက်ဖက်မိုးဦးတောင်အစီထိကျော်ဆန့်ပြေးနေသောတောင်တန်းများထက်မုံမုံရီရီမြို့ဝင်းကရစ်တီစာရှိခဲ့ပြီရှုကင်းလှသော ABM မင်းကလေးအထက်တန်းကျောင်းကြီးစီမှာတောင်ဘက်အတန်းလှမ်းရာကတ္တရာလမ်းမကြီးအနောက်ဘက်မြစ်ကမ်းနှစ်ဖူးမကြီးပင်စုအရိပ်အောင်၌ခြေရရှိတဲတန်းလေးတတန်းလည်းရှိသည်တောင်ဘက်အစွန်ဆုံးရှိတဲတလုံး၏အရှိလမ်းပေ၌မြေဆိုင်ဆိုင်ပုတ်တစ်ခုရှိသည်ဆိုင်ပုတ်သည်ဟောင်းနှံ့အိုမင်းနေပြီတဲပြူပြားပေါ်မှအနောက်ခံအနက်ရောင်စေးသားသည်ပြဲလွင်းစာပြူပြီးအဖြူရောင်စာသားများကလည်းခက်ညင်ညင်စာသားကိုဖတ်ကြည့်ရင်ပြည်စရာအေးကြီးသားဆရာမောင်ချမ်းသာဆောင်းဒုံမင်းပတလာဘင်းကျုံဒုတိယဆောင်တင်ပေးသည်အလူမင်္ဂလာဆောင်ပွဲနေပွဲတိုင်းတီးဝိုင်းစုံစမ်းရန်ဒီလိုတွေ့ရမည်ရင်းဆိုင်ပုံနှင့်တဲမှာကျွန်တော်မောင်မြတ်ဆွေ၏ကျေးဇူးရှင်ဂီတဆရာလေးဦးချမ်းသာ၏တဲဖြစ်သည်
ဝင်းပြောင်သောဝက်ချမ်းကြမ်းကင်းပြင်တွင်ထိုင်ရင်ကျွန်တော်ကမိတ်တလင်တီးနေသည်ဆရာကဝက်ဘိုးတိုင်းတစ်လုံးကိုမိထိုင်ကစီးတီးလျက်တက်ချင်းဆိုနေတော်သည်တက်ချင်းမှာကျွန်တော်အတွက်ရောဆရာအတွက်ရောကျွန်တော်နှင့်ဆရာကဲ့သို့အေယာရီမြစ်ကမ်းခြေတွင်မွေးဖွားကြီးပြင်းခဲ့ပြီးဘယ်သောအခါမှမယိုးနိုင်သောအမုံနာချီတီရာတောင်ချေဝဲပတ်ပြုတ်ကလေးဖြစ်သည်အချိန်မှတချင်းစာသာတွင်၌ပါသောတပေါင်းတစ်ခုမိုးသာကျူးချိန်နိုင်မှုမဟုတ်သည်စောင်းတွင်တွင်ခွဲဝေချမ်းကြသောတပုရဲလာနှောင်တပေါင်းမူလေရွတော်စော်ပြီလေနဒီတွင်၌ငချင်းနှင့်ငရန်တို့မဆန်လီတောင်ရည်စီး၌လေရင်စီးနေသောကိုတငါတို့ကိုမူတွေ့နိုင်တော်သည်လဲချင်းရှက်လို့နှွဲပြော်ဆန်ဟူးတော်မဆိုနိုင်တို့ရတွင်ကျင်ပေါ်တွဲလို့ဝဲကပြန်နေကြသည့်ဟင်းသားဇင်းရောရှင်ပေါင်းပိန်ငင်စသောငှက်များကိုကမြင်နေရသည်ဆိုသည်မှာကျွန်တော်အတွက်ကျွန်တော်ဆရာအတွက်တော့မဟုတ်ပါအကြောင်းကကျွန်တော်ဆရာကိုချမ်းသာမှာစကုနှစ်ကွင်းအလင်းရသူမဟုတ်လျာသောကြောင့်သည်ဆရာသည်တချင်းကိုလွမ်းလွမ်းဆွေဆွေဆိုနေသည်ဒီတချင်းကိုမဟုတ်ဘယ်တချင်းကိုမဆိုဆရာကလွမ်းလွမ်းဆွေဆွေဆိုတတ်သည်ဆရာပင်ကိုယ်တန်း၌ကိုငိုတန်းအမြဲပါလေသည်ထို့ကြောင့်လည်းအလှပွဲများတွင်အလှရှင်တို့ကဆရာတချင်းဆိုလျက်မကြိုက်ထိုအခါမျိုးတွင်ကျွန်တော်ဖြစ်စေတခြားတပည့်တယောက်ဖြစ်စေတချင်းဆိုရပါသည်မျက်မှန်မဲတက်လျက်ဆရာကပတ်တလားတော်၎င်းစောင်းတော်၎င်းတီးရသည်မင်္ဂလာဆောင်ပွဲများကမှအင်္ဂါမစုံသူဆရာ၏ဝိုင်းကိုငှားလေမရှိကြငါသောအလူများမှလည်းမျက်နှာကြီးအလှပွဲများမဟုတ်စင်ရသာလက်လုံလက်စားတို့၏အလှပွဲများသာထို့ကြောင့်ကျွန်တော်ဆရာမှာနာမည်မှလွယ်၍ဘာမှမချမ်းသာတပြန်အစုံတစ်ချိန်ပြီး၌ကျွန်တော်ကကျွန်တော်၏ကျွန်းသားထွင်းအိုးမိတ်တလင်းအိုးလေးကိုကျမ်းပေါ်သို့အသာချထားလိုက်သည်ဆရာကမူထိုင်နေရမှမလှုပ်သေးပဲမြစ်ဖက်သို့မမြင်ရသောမျက်လုံးများဖြင့်ကြည့်နေသည်ဆရာဆက်လိုက်ဖော်အောင်မလားအော်အေးအကောင်းသာကျွန်တော်ကငါးတစ်တာဘူးခွန်ဆက်လိုက်ခွက်တွင်မှဆက်လိုက်တို့ကိုမိညစ်ပြီးဆရာလက်တွင်းကိုထည့်ပေးသည်ဆေးလေးကိုသုံးလေးကဖွာရှိုက်လိုက်ပြီးမှဆရာကစကားဆိုသည်ရမုံနာကိုစူလိုက်ရမှငါ့ရင်ထဲကချင်းချင်းပေါ်သွားတယ်မျက်စွေမြစ်ကစားတဲ့အတိုင်းလှနေပြီမဟုတ်လားလှနေပါပြီဆရာအော်တောင်ပေါ်ခရိုင်းမရှိတာတွေလည်းတွေ့ရတယ်ကျွန်တော်ကဒီဘက်ကန်းတောင်မြစ်စီကို၎င်းဟိုဘက်ကန်းမှစင်တဲစိတ်စီ၎င်းလှမ်းကြည့်ပြီးပြောသည်ဟေးဘာတွေလဲဟာကျွန်တော်ဒီချက်ချင်းမဖြေသေးပဲပြုံးနေမိသည်ပြောလကွာမိဟာကဘာလဲအော်ရမုံနာတင်စတော့ကကျွန်တော်ပြောခဲ့တာပြန်ပြီးတော့သတိရမိလို့ပါဘာလဲလမ်းကုတ်တီနဲ့ကလားတွေလားဟုတ်တယ်ရမုံနာဆိုတာကလားပြည်ကမြစ်ပဲဂျမုနာမြစ်ပေါ့ဂျမုနာမြစ်ထဲကကိုတန်ကဟာလမ်းကုတ်တီနဲ့ကလားပဲလမ်းချဆွဲတဲ့အပနာတို့စာမိတို့မူတူတို့လေမင်းတော်မဟုတ်တာပြောရကောင်မူလရမုံနာမြစ်ကတော့ကလပီးရမြစ်ပေါ့နေမင်းရဲ့သားရမဆောင်တော်မြစ်ဒီလိုအတိတ်ပဲရတဲ့ပေါ့ဒါပေမဲ့ရမုံနာတချင်းကတော့တို့ရဲ့ AR မြစ်ကိုပဲကြည့်ပြီးတော့ဖွဲ့ထားတာပါရမုံနာတို့ရမုံတို့ဆိုတာလေးပဲမြန်မာမှုကမွေးစားထားတဲ့စကားတွေပါမြစ်ပဲရေးပဲလို့တာမန်အတိတ်ပဲကောက်ရတယ်ဆရာတစ်ခါပြောပြလို့ရှင်းပါပြီဒါပေမဲ့ကျွန်တော်မျက်လုံးနဲ့မြင်လာတာကိုပြောရတာမင်းမြင်မုံကလည်းကွာစားရရတာအလှပြက်လာတယ်ကြံဖက်ကိုတငါကိုလမ်းကုတ်တင်နေလို့ပဲအခုလဲရတာအလှပြအောင်ပြောအောင်မေမြစ်ထဲကတောင်ကုန်းပေါ်မှာလမ်းကုတ်တင်နေကလားတွေဘာမြစ်ထဲကတောင်ကုန်းပေါ်မှာလမ်းကုတ်တင်နေကလားတွေဟုတ်တယ်ဆရာစစ်ပြေးကလားတွေထိုအချိန်၌ရန်ကုန်မြို့ကိုဂျပန်ကမကြာခဏပုံကျဲနေပြီကလားစစ်ပြေးများစွာသည်ပြည်မြို့သို့စုပြုံရောက်လာကြသည်ပြည်မြို့မှသည်မြစ်ကိုရနှင့်ကူး၍တစ်ဖက်ကမ်းစင်ထဲစိတ်သို့သွားကြသည်စင်ထဲမှဗရောင်းမြို့မှသည်တောင်ကုန်းလမ်းဖြင့်ရခိုင်ပြည်နယ်သို့ထိုးမှတဆင့်ဘင်္ဂလားသို့ပြည်မြို့စိတ်ကမ်းနှင့်တောင်ကုန်းပေါ်တွင်မြေကူးမြေကလာတွေလမ်းကုတ်တီရောင်ကြောင့်ဖွေးနေသည်စင်ထဲစိတ်စီလည်းဖွေးနေသည်စင်ထဲမှဗရောင်းသွားသောလမ်း၌လည်း
ဖုံးတစ်ထောင်ထောင်နေဆရာသည်အတန်ကြာငြိမ်စဉ်းစားပြီးမှမေးတော်သည်ကလားတွေပြေးလာပြီဆိုတော့အင်္ဂလိပ်တွေစုတ်တော်မယ်ထင်တယ်မင်းစစ်တဲ့ဘာကြားသေးလဲသတင်းစာတွေဖတ်ရတာတော့အင်္ဂလိပ်တွေနဲ့စင်ကာပူခန္ဓာကြီးကတိတ်တောင်တဲ့လေစင်ကာပူကိုဂျပန်မဖြိုးနိုင်ဘူးတဲ့စင်ကာပူမပြိုသမျှဂျပန်နဲ့မြန်မာပြည်ကိုမရောက်နိုင်ဘူးတဲ့ဒီဟာဒါတော့တော့ငါလဲကြားဘူးတာပေါ့ငါမေးတာတခြားသတင်းတွေကတော့စုံလို့ပဲအခုယူရီးယားမှာဂျပန်တပ်တွေကြီးမဟုတ်ဘူးတဲ့မြန်မာတပ်တွေလည်းပါတဲ့ဟေးမြန်မာတပ်တွေဟုတ်တယ်အဲ့ဒီမြန်မာတပ်တွေထဲမှာကျွန်တော်တို့ပြည်ရလူတွေလည်းပါတယ်တကယ်ဒီလိုပဲကြားတာပဲမြို့ထဲမှာလည်းအခုအဖမ်းဆီးသိမ့်များတယ်ကျွန်တော်တို့အမျိုးသားကျောင်းကကျောင်းကိုကြည့်အောင်မှဖမ်းသွားပြီဘာဖြစ်လို့ဖမ်းတာလဲအင်္ဂလိပ်ကိုစတင်တဲ့လူမှန်သမျှဖမ်းတာပဲတခင်တွေကတော့ထိတ်ကအဖမ်းခံရတာပေါ့တချို့လည်းအဖမ်းမခံမဲနဲ့အိမ်ကနေပျောက်ကုန်ပြီသူတို့ကလည်းဟောတာကိုအင်္ဂလိပ်အခက်မြန်မာအချက်တဲ့ဂျပန်နိုင်ရင်မြန်မာပြည်လွတ်လပ်ရေးရမတဲ့ဆရာမို့တို့ပြောအောင်ပဲအခုလူတွေအားလုံးကဂျပန်ကိုမျှော်နေကြတယ်ဂျပန်ကိုမျှော်တာမဟုတ်ပါဘူးကွာမင်းခုနကပြောတဲ့လွတ်လပ်ရေးဆိုတာကိုမျှော်တာဒါထက်မင်းလကိုကျဲဖောက်တာမြင်လိုက်သလားဟာမြင်တာပေါ့ပြီးခဲ့တော့ပြည်ရွှေစံတော်ဖျားပွဲကျင်းပနေစဉ်ကဖြစ်သည်ဖျားရင်မြင်ပေါ်၌၎င်းကုန်းတော်ပဝင်းကျင်၌၎င်းပရိသတ်ကြိတ်ကြိတ်တို့စီကားနေသည်ထိုအချိန်ကကျွန်တော်သည်တငယ်ချင်းများဖြစ်ကြသောလာဦးဟုတ်ကျန်အောင်ကြည်တို့နှင့်အတူရင်မြင်မော်တွင်ရှိသည်မြေသူကစသည်မသည်လူတို့သည်ကောင်းကင်သို့မော့ကြည့်ကုန်ကြသည်စောင်းဤပြလေသောကောင်းကင်တွင်လာသည်ထိန်အောင်သာနေသည်ထိန်အောင်သာနေသောလာစီသို့ကျဲတလုံးသည်တရွေ့ရွေ့ချင်းကပ်လာနေသည်မကြာမီပင်ကျဲသည်လာအတွင်းသို့ဝင်းရောက်သွားပြီးအခြားတစ်ဖက်မှထိုးဖောက်ပြန်ထွက်လာသည်ဖျားပွဲတော်တစ်ခုလုံးရုပ်ရုပ်သေးသေးအုံအောင်တောင်းနေဖြစ်သွားခဲ့သည်ကျွန်တော်တို့ပြည်မြို့တွင်လာကုန်ကျဲဖောက်သည့်အကြောင်းပြော၍မဆုံးကြအောင်ရှိကြသည်အတိတ်တပေါင်းအမျိုးမျိုးလည်းပေါ်လာသည်မျက်စိမမြင်ရသောဆရာကလာကုန်ကျဲဖောက်သည်ကိုကိုယ်တိုင်မတွေ့ရတဆင်စကားတွေတော့ကြားပြီးပြီယခုဘာကြောင့်မေးပါသနည်းဆရာဘာလို့မေးရလဲလာကုန်ကျဲဖောက်ဂျပန်ရောက်လို့ပြောနေကြတယ်မဟုတ်လားဂျပန်ရောက်လာမယ်မလာမယ်တော့မသိဘူးလာနဲ့ကျဲနီးရင်မကောင်းဘူးပြည်ကြီးပြတ်တတ်တဲ့စစ်ကြီးများတို့စီကူးလာအောင်မလားမသိပါဘူးကွာကူးလာရင်တော့ဒုက္ခပါပဲကျွန်တော်ဒီဆရာကိုဂယုဏတတ်စွာနဲ့ကြည်မိသည်အမှန်ကကျွန်တော်ဒီစစ်ကိုမကြောက်ကြောက်ရအောင်လဲစစ်ဆိုသည်ကိုတခါမှမကြုံဘူးသည်ဆရာကတော့ကြောက်ရှာမည်မျက်မမြင်ဒုက္ခိတတဝူးမြည်သည်အားငယ်စွန့်ရင်တမြင်မဟုတ်လောဆရာစိတ်သက်သာစေရန်ကျွန်တော်ကအားပေးစကားပြောရသည်တွေးပူနေပါနဲ့ဆရာရဲ့ဆေးရောက်လာလေခဏပေါ့လူတွေကတော့ပြောနေတယ်ဂျပန်မြန်ရောက်ရင်ကောင်းမယ်တဲ့ဂျပန်ရောက်လာရင်ကုန်ပစ္စည်းတွေကုတ်ထပ်ပေါ်မတယ်လေဆရာသိသားပဲဂျပန်ပစ္စည်းမှန်သမျှဈေးနေတာမဟုတ်လားစင်ရသားတွေကဟန်ကြမှာပေါ့ဆရာသည်အင်းရှည်ကြီးတစ်လုံးချလိုက်ပြီးရောက်လာလို့ကောင်းမှာနော်အင်္ဂလိပ်ကခံမတိုက်ဘူးလေလားခံတိုက်ရင်စစ်တလင်းမှာသေးကြတယ်စစ်တလင်းဖြစ်တော့ဘယ်ပြေးကြမလဲဒါထက်စစ်ရောက်လာရင်မင်းအမကဘယ်ပြေးမယ်လို့ပြောတယ်လေရုတ်တရက်ကျွန်တော်မဖြေနိုင်စစ်ရောက်လာရင်ဘယ်ပြေးမည်နည်းကျွန်တော်တို့၌ပြေးစရာမြေမရှိပြည်ကလွယ်၍အခြားရက်တို့ကျွန်တော်မရောက်ဘူးအခြားရက်၌ဆွေမျိုးဟူ၍လည်းမရှိပေပြည်၌ပင်ဆွေမျိုးဟူ၍မရှိကျွန်တော်နဲ့ကျွန်တော်အမကျွန်တော်ရောက်ပါကျွန်တော်ကတက်ပြင်းရှိုက်ပြီးမမဘာမှမပြောဘူးစဉ်းစားမိဖို့လည်းမရဘူးသူလည်းသူ့အပူနဲ့သူမဟုတ်လားဟုတ်ပါရဲ့အေးဒါထက်မရောက်ဖအောင်ဘဲတော့ထောင်းကလွတ်မလဲလိုပါသေးတယ်တစ်နှစ်ခွဲတောင်ကြာသွားတာခုမှ3 လပဲရှိသေးတာဆရာသည်ဘာမှဆက်မပြောတော့ပဲငြိမ်နေသည်အတန်ကြားမှပြုံးလိုက်ပြီးဆိုသည်စစ်ကြောင်ပြောရတာနဲ့စောစောကတချင်းနဲ့ကြည်နူးရတာလေးတွေပျောက်ကုန်ပြီဒါထက်မင်းတချင်းအစ်စ်တပုတ်တောက်မလားတချင်းကြီးရလားတက်ချင်တယ်တချင်းကြီးထောင်းကွာမင်းအတော်ရပြီပဲကာလာပေါ်တွေကလို့
ဟိုရင်ကွာပြည်လာပြီဆိုတာတဲ့ဂုံမြင့်သူတက်ပါလားဟာအဲ့ဒါကြီးတော့မတက်ချင်ပါဘူးဘာဖြစ်လို့လဲမိမကိုဒူးထောင်လို့နဲ့ကျွန်တော်အတန်းဆရာဦးသိန်းအောင်ပြောတယ်ယောက်ျားစီဖြတ်တဲ့တချင်းနဲ့မင်းဆရာကနဂနီတို့စัจ जा တိုက်တို့မှကြိုက်တဲ့လူကိုပြောမှာပေါ့ဂုံမြင့်သူကကောင်းပါတယ်အေးလေမင်းလူပြိုဖြစ်လာမှဒီတချင်းကိုကြိုက်မယ်ဒီတော့မှသာငါလာမတက်ခိုင်းနဲ့နော်လူပြိုဖြစ်လာရင်ဘာလို့ကျွန်တော်ဒီတချင်းကြိုက်ရမှာလဲအဲ့ဒီတော့မှမင်းဘာသာမင်းအပြေရှားယူအခုတော့ဂုံမြင့်သူမကြိုက်ရင်မျက်နှိုးသူတော့တက်ထားကွာကိုကြိုက်တာမကြိုက်တာတဲ့တို့ကကြေးစားလဲလိုက်ဆိုရတယ်တီးရတယ်မဟုတ်လားဂုံမြင့်သူတို့မာနရှင်တို့မျက်နှိုးသူတို့မောင်ချစ်တော်တို့ပချိုင်လေးတို့ဒီတချင်းတွေကလူကြိုက်များတယ်တက်ထားမှာကွာမျက်နှိုးသူကတော့တက်ပါမယ်လေကဲတက်ရင်လို့အခုတော့အချိန်မရှိသေးဘူးဆရာနှစ်ဖက်ညနေမှဖြစ်ဖြစ်ဟာအစောကြီးရှိသေးတယ်မဟုတ်လားဒီနေ့မင်းเจ้าလဲပိတ်တယ်ဆိုเจ้าတော့ပိတ်ပါတယ်ဒါပေမဲ့ဟောမှာမြိုင်ကြီးစိန်ဝင်လာပြီကျွန်တော်သတင်းစာလိုက်ပို့ရအောင်မေအော်ဟုတ်တာပဲငါမိနေလို့ကဲသွားဆရာတယောက်တည်းကြံခဲ့လို့ဖြစ်ပါတယ်နော်အော်ဖြစ်ပါတယ်ကွာနေကြပဲပြီးတော့အမေလဲဈေးသွားတာပြန်လာကနေပြီပဲအေးဒိုမင်းသာငါနာချပေးခဲ့ကျွန်တော်ကဒိုမင်းကိုယူပြီးဆရာနာချထားပေးသည်အေးမင်းသွားစဉ်သွားတော့လက်ဖြန်ညနေဆက်လာခဲ့မျက်နှိုးသူငါတက်ပေးမယ်ဟုတ်ကဲ့ဆရာကျွန်တော်ဒီမဲဒလင်လေးကိုကောက်ယူပြီးခြေရန်ရှိတဲပေါ်မှာဆင်းလာခဲ့သည်တဲမှာဝေးမရောက်မိပင်ဒိုမင်းနဲ့ဆရာအတန်ကိုကြားရသည်မောက်ပေါ်ဝဲဂုံရီမတူလို့လားရွှေစပယ်ဖြူပန်းချင်းသူကအများဆိုတဲ့အတန်လေးပေါ်ဆရာတို့ဤမကြီးပင်စုအောက်ရှိတဲရမ်းမှသည်အေဗီယန်ចောင်းကြီးစီရောက်သည့်ထိကတ္တရာလန်၏တစ်ဖက်တစ်ချက်တွင်ဘာတစ်ပင်မှမရှိအရေးအာဝါဒကင်းသောကြောင့်ခြိုက်တူသောကတ္တရာလန်သည်ကြာနေ၌ပင်ပူပြင်းနေတော်သည်မြို့ရင်းအထိကုန်းကြောင်ရှားအမိကိုစဉ်းစားပြီးကျွန်တော်သည်တက်ပြင်းချမိသည်သို့တော်မတက်နိုင်ရှောက်ရပေမည်မြေလျှောက်ရည်လည်းမဖြစ်ပေတဲကြိုးတို့စုပ်ဖွာနေပြီဖြစ်သောတရေလွာဖနက်ကိုစီလျက်ကျွန်တော်သည်မြောက်ဖက်သို့မှန်မှန်ရှောင်လာခဲ့သည်လက်ဝဲဘက်၌မြင်ရသောအေယာရီမြည်ကပြမြဲပြလျက်တဲတောင်တို့ကလည်းဖြူမြဲဖြူလျက်တဲတောင်ဖြူတို့ထက်စစ်ပြေးကလားတို့မှာရှောက်မြဲရှောက်လျက်သူတို့၌ဖမန်းမပါကြတဲတောင်သည်ကတ္တရာလန်းထက်ပို၍ပူလိမ့်မည်သူတို့ထက်စားရင်ကျွန်တော်ကကောင်းပါသေးသည်ဤသို့တွဲမိသည်နှင့်တပြိုင်နက်ဆရာ၏စကားကိုလည်းပြန်သတိရမိသည်စစ်တလင်းဖြစ်လျင်ဘယ်ပြေးကြမည်နည်းကလားတွေကတော့ကလားပြည်ပြန်ကြသည်ကျွန်တော်တို့ကတော့ကိုပြေးရနေဘယ်ကိုများထွက်ပြေးရမလဲတနေရာရာကိုပြေးနိုင်သည်ထားဘာလို့ကင်စားတော့ရမလဲအင်းလေစစ်တလင်းကဖြစ်ချင်းမှဖြစ်မည်ဖြစ်တော့လေအများနဲ့ပြီဟာကမ္မတကားပေါ့ဆက်လျှောက်လာခဲ့သောကျွန်တော်သည်ရှေးမှမြင်ကွင်းကြောင့်ခိတ္တချေလန်းတုံသွားသည်လမ်းဘေး၌ကြောက်ခဲပုံကြီးများရှိသည်လူတတိုက်သည်ခက်မာလာသောကြောက်ခဲကြီးများကိုထုတ်ခွဲနေကြရသည်တချို့ကလမ်းခင်းနေရသည်တချို့ကကြီးမားလေးလန်းလာသောလမ်းစိတ်တန်းတလိန်သုံးကြီးကိုကျွဲနွားများမပါရုံးကန်ဆွဲနေကြရသည်သူတို့၏အဝတ်အစားကိုကြည့်ပါအင်းစီမှာကော်လန်မပါစွတ်ကျဲကဲ့သို့လဲဝိုင်းလက်ကလက်တိုးပုံပန်းမကျသောဘောင်းမီတို့ကဒူးအထက်တိုးနန်းအင်ဂျီရောဘောင်းမီပါဖြင်းချမ်းအညံ့စာဖြစ်၍မူလအဖြူရောင်မှာဂျေးဖြင့်ဝါညိုညိုဖြစ်နေသည်တခါတလေမှာလွတ်လပ်တော်လဲအများစု၏ခြေတွင်တန်ချေခြင်းများရှိသည်တဦး၏တန်ချေခြင်းနှင့်တခြားတဦး၏တန်ချေခြင်းကိုတန်ကြိုးလိမ်နှင့်ဆက်တွဲထားသည်သူတို့အလုံးလုံးစဉ်တန်ချေခြင်းနှင့်တန်ကြိုးလိမ်များသည်တက်ချွင်ချွင်မြည်လျက်ရှိသည်သူတို့ကပြီးထောင်စည်းမှအလုတ်ကျန်းနှင့်ထောင်နှံကြအကျဉ်းသမားများဖြစ်ကြသည်ဒီပတ်လာရင်ဒီမြင်ကွင်းကိုတွေ့ရမည်ဖြစ်သည်တွေ့ရမည်ဖြစ်တော်လေဘယ်တော့မှမယူထောင်ကြအကျဉ်းသားဟူသည်လူစိုးလူမိုက်များဖြစ်ကြောင်းကျွန်တော်တို့တွေသိသည်လူစိုးလူမိုက်ဟူသည်ကြောက်စရာကောင်းမှလေကျွန်တော်တို့သိသည်အထူးသဖြင့်ကျွန်တော်သိသည်တို့ရရင်ဤပုံစံဤချင်းနေမျိုးမြင်ရသောအခါသူတို့အပေါ်ဂရုဏာမတက်ဖဲလေမနေနိုင်မဖွယ်ရသောအဝိစာညိုမဲကြုံနေလာသောအသားရည်တွင်တ
တန်ချေချင်းတန်လန့်နှင့်တန်တလိန်တုံးကြီးကိုဆွဲနေရသူများပေါက်ပြဲဖူးရောင်နေသောလက်များဖြင့်ခမ်းမာလာသောကြောက်ခဲကြီးများကိုထုနေရသူများသူခမများမှာခိုကန့်နားနေခွင့်မရှိကာကီဘောင်းထုတ်ကာကီအင်းကြီးတို့ဘောင်းမီတို့ကာကီချစ်ပတ်တရေဖနက်အကျိုးများဖြင့်ထောင်ပါရာကလားများကစီကန့်ကြည့်ပြီးရက်တဲ့ရက်ဆက်ကြသည်ခိုကန့်နားနေသူအကျဉ်းသမားများကိုဒုတ်ဖြင့်မညမတရိုက်တတ်သည်ထွက်ပြေးခြင်းခုခံခြင်းတို့ကိုတားဆီးမည်တနက်ကင်ကလားများလည်းရှိကြသေးသည်ကျွန်တော်တို့ကလေးများသည်အကျဉ်းသားများကိုတနာကြသည်ကလားများကိုလည်းမုန်းကြသည်ကလားလင်းကျွန်တော်တို့ကအကျဉ်းသားများကိုတက်ဆွမ်းသမျှကိုစားနေသောမုံပဲသည့်စာများဇလိတ်တို့များကိုပြစ်ပေးလေရှိကြသည်အထူးသဖြင့်စေးပြင်းလိတ်တို့ပြစ်ပေးလျင်သူတို့ကလျှင်မြန်စွာချိုးပြီးတော့ပါဇက်အတွင်သွင်း၍ငုံတက်ကြသည်ကျွန်တော်အမသည်မငယ်စေးပြင်းလိတ်ခုံ၌စေးပြင်းလိတ်လက်ရသောကြောင့်စေးပြင်းလိတ်အပိုင်းစာများကျွန်တော်၌မရှာပါငယ်စဉ်ကဆိုရင်ကန္နာဘတ်တို့လာဆော့ကစားရင်အကျဉ်းသမားများကိုကျွန်တော်စေးလိတ်အတူအစများပြစ်ပေးလေရှိသည်ကြီးမဤတို့မလုံးမိသည်မှာကြာပြီတို့ရာတွင်အကျဉ်းသမားများမြင်၌ရှင်း၌ဂယုဏတက်မြေတက်စေပါကျွန်တော်ဆက်လျှောက်လာခဲ့ရာကြောက်ခဲပုံကြီးတစ်ခုနာအရောက်၌ကျွန်တော်၏နာမည်ကိုအတန်ခတ်အောင်အပြင်ကြားလိုက်ရသည်မြတ်စွေဒီခေါ်တန်ကိုကျွန်တော်မှတ်မိသည်အမှန်ဆိုရင်ဒီတော့က၌ကျွန်တော်အမောင်းဆုံးမဟုတ်သည့်တိုင်စီမချစ်ဆုံးလူတို့၏အတန်ကျွန်တော်ရောက်ပါအတန်ကြောက်ပုံသားတွင်သူ့ကိုမြင်ရသည်လူမှန်တိတက်စာတွေကကျွန်တော်မှတ်မိသမျှသူ့အတွင်သည်အစင်မောက်မောက်မမနိုင်သည်မျက်နာသည်အစင်ခက်ခက်ထထနိုင်လာသည်နှလုံးသားကလည်းရက်ဆက်လာသည်တပားသူကိုမစုံနေသူလာကားကိုမစားရတဲ့ပြင်သူ့ရဲ့ဖိုးပါလောက်ရန်စေးပြင်းလိတ်ကျွေးရရှာသည်ကျွန်တော်အမကိုပင်ရရဆက်ဆက်ရိုက်တတ်သူမိဆိုဖတဆိုဖြစ်သူကျွန်တော်ကိုကြွရိုက်နွားရိုက်ရိုက်တတ်သူအခုတော့သူကတန်ချေချင်းဝင်နေအကျဉ်းသမားဖြစ်နေသည်ရခင်ကသူ့မျက်နှာသည်အရက်ရှင်ကြောင့်အစင်နီဆက်ဆက်ထူအံ့ဖြစ်နေသည်ယခုမှအသားကမွေးပြချုပ်ခန်းနေသည်မျက်တွင်းကျ၍အယူပေါ်အရေးတင်ပိန်လိနေပြီနှစ်ဖူး၌လည်းထမ်းရလက်လက်ဆက်ဆက်တစ်ခုရှိနေသေးသည်သူသည်အိမ်တွေမပြတ်ကြောက်ထူရင်လှမ်းပြောသည်မြတ်စွေမင်းမပတ်ဆက်ပိုင်းလှမ်းပြစ်ပေးလိုက်စမ်းပါအလင့်တော့ကလားတွေမမြင်စေနဲ့ကျွန်တော်ဟာသူ့ကိုစိုက်ကြည့်နေသည်အထူးသဖြင့်ကြောက်ထုနေရသောသူ့လက်များကိုသူ့လက်များသည်ဖူးရောင်ပေါက်ပြဲနေသည်တသက်နှင့်တကိုသူ့အပေါ်ကျွန်တော်ဂယုဏတက်သွားမိသည်ကျွန်တော်အိတ်တွင်၌ပတ်ဆက်၃မှတ်ပါသည်ဤပတ်ဆက်၃မှတ်မှာတလားသုံးကျွန်တော်မူပိုးမှကျန်သမျှဖြစ်သည်တလားလုံးမှာကျွန်တော်မူပိုးတစ်ချက်သာသုံးနိုင်သည်ကျွန်တော်ကပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်သည်ကလားထောင်ပါရမှကျွန်တော်တို့ဘက်ကိုကြောခိုင်ရက်လျက်ဖြင့်ခက်လန့်လန့်မှရှိနေသည်ကျွန်တော်ရောက်ပါအနီးတွင်မူအသက်အတန်ငယ်ရွယ်သောအခြားအကျဉ်းသမားတို့ရှိနေသည်ကျွန်တော်ကအိတ်တွင်းမှငါးမှုစိတ်တစ်စိတ်ကိုထုတ်ယူပြီးကျွန်တော်ရောက်ဖစီကိုပြစ်ပေးသည်တမင်ချင်းရွယ်ပြစ်ပေးလိုက်ခြင်းကြောင့်ငါးမှုစိတ်သည်လမ်းဘေးဖုံပေါ်သို့အတန်မမြေပဲကျသွားသည်ကျွန်တော်ရောက်ဖသည်ငါးမှုစိတ်ကိုကောက်ယူပြီးဖုံမင်တုံးမနေတော့ပဲဗဇက်တွင်သို့လျင်မြန်စွာတွင်လိုက်သည်ကျွန်တော်ရောက်ဖအနီးမှအကျဉ်းသမားသည်ကျွန်တော်ကိုလှမ်းကြည့်ရှာသည်သူတမ20ခန့်သာရှိသေးပြီးမျက်နှာမှာနုနယ်လှသေးသည်နုနယ်သောမျက်နှာ၌စုံမိုက်သောအသွင်ကိုမတွေ့ရသူ့အသွင်မှာဘယ်မှမဆိုတွေ့နိုင်သောတာမန်ဆင်းရဲသောလူငယ်တူ၏ရိုးသားသောအသွင်မျိုးပါသူနှုတ်ကတော့ဘာမှမဆိုရှာတို့ရရင်သူ့အကြည့်မှာအတနာခံသောအကြည့်မျောလင့်သောအကြည့်ကျွန်တော်လက်မှအိတ်စီရောက်သွားပြန်ပြီးကြံရှိသေးသောမတ်စိတ်လေးကိုနှိုက်ယူ၍အကျဉ်းသားလူငယ်ထံကိုပြစ်ပေးလိုက်သည်သူကလည်းမတ်စိတ်ကိုကောက်ယူလိုက်ပြီးဗဇက်တွင်းကိုပြစ်သွင်းလိုက်သည်လျှို့ဝှက်လောသောကိစ္စပြီးသဖြင့်ကျွန်တော်သည်သူတို့အနီးသို့ချဉ်ကပ်သွားပြီးကျွန်တော်ကရောက်ဖကိုမေးသည်ခမည်းနှစ်ဖူးကဘာဖြစ်တာလဲအကျဉ်းသားချင်းရိုက်မိလို့ကွာခမည်းထောင်ထဲထီကိုနောက်ထားမရသေးဘူးလားမြတ်စွေကြီးကျယ်ပြီးတော့ငါလာဆုံးမမနေနဲ့ငါပြောတာကိုနားထောင်စမ်းမင်းဒီဘက်ကိုနေတိုင်းရောက်သလားចောင်းပိန်ရောက်တယ်နောက်တစ်ခါလာရင်မင်းမစီကပတ်စံတောင်းခဲ့ရှားတော့တောင်းခဲ့စေးပြင်းလိုက်လေယူခဲ့ရှားတော့ယူခဲ့ကြားလားမင်းအမငါ့ကိုဘာလို့ထောင်ထဲကိုလာမတွေ့တာလဲဟ
ဟိုတစ်ပတ်ကသွားသားပဲခမတိုက်ပိတ်ခံနေရတယ်ဆိုအေးထားတော့ပြောလိုက်လာတွေ့အောင်လို့ပြီးတော့စစ်တေပါတွေဖြစ်လာရင်ဘဲမှာထွက်မပြေးနဲ့လို့ကြားလားဗျာထောင်းထဲမှာနေပေမဲ့တို့ကသိတယ်ကွာစစ်နီးလာပြီစစ်ရောက်ရင်ငါထောင်းဖောက်ပြီးတော့ရောက်အောင်ပြန်လာခဲ့မယ်အေးငါပြန်မြောက်ခင်မင်းတို့ပြေးနေရင်တော့အသိပဲကြားလားစိတ်ချပါဗျာခမကပြေးခိုင်းတော့မှကျွတ်တော့မပြေးပါဘူးပြေးကြမှာမရှိပဲကျွန်တော်လေတန်းမှာအနှဲငယ်မားသွားသည်ထင်သည်ကျွန်တော်ရောက်ဖကကြောက်တုံးထူခြင်းကိုရက်လိုက်ပြီးကျွန်တော်မျက်မှောင်ကျုပ်ကြည့်သည်သူ့မူဟန်မှာလွတ်လွတ်လပ်လပ်သာဆိုရင်ထနေရရိုက်မိဟန်မျိုးဖြစ်သည်ထိုခိုက်တွင်ထောင်ပါရကလာလှမ်းအော်တန်ကိုကြားရသည်ထောင်ပါရများသည့်အရက်သားများကအကျဉ်းသားများနှင့်ရက်စကားပြောလျင်မကြိုက်ကလားသည်ဒုတ်ကြီးကိုဆွဲကာအော်ဟစ်ပြောရင်ကျွန်တော်တို့ဘက်သို့ရှောက်လာသည်ကလားအနီးသို့ရောက်မလာမီပင်ကျွန်တော်ဒီနေရာမှခြားကနေလှည့်ထွက်လာခဲ့သည်ကျွန်တော်ကျောဘက်စီမှကလား၏စုပူငေါငန်းတံများကိုကြားရသည်ကလားအတန်းတိမ်သွားသောအခါကြောက်ထူတံများဆက်ထွက်လာနေသည်တန်တလိန်တုံးကြီးတိမ်တန်လည်းဆက်ထွက်နေသည်အကျဉ်းသားများ၏ခြေချင်းတံများလည်းတချွင်ချွင်ထွက်ပေါ်မြဲထွက်ပေါ်နေသည်ကျွန်တော်မျက်စိထဲတွင်အကျဉ်းသားနှစ်ဦး၏တရံတို့သည်မပြောက်ပါတဦးမှာယခုတိုင်မိုက်သွေးမိုက်ကြီးမပြောက်သေးသောကျွန်တော်၏ရောက်ပါအခြားတဦးမှာသူ့အနီးမှာအကျဉ်းသားလူငယ်ကျွန်တော်လှည့်မထွက်လာခင်လေးတွင်အကျဉ်းသားလူငယ်၏မျက်လုံးများကိုသတိပြုခဲ့မိသည်သူ့မျက်လုံးများကနှုတ်မှမပြောလိုက်ရသည့်ကျေးဇူးတင်စကားကိုလှမ်းဖော်ပြနေသောမျက်လုံးများသည်ပြည်မြို့ဈေးကျော်တော်ကြီး၏တောင်ဘက်တလန်းချားရှိတိုက်တန်းဆိုင်ခန်းများနှင့်ဒိုမျိုးဟုဆိုင်ပုတ်တင်ထားသောစားအုပ်ဆိုင်ရှိကိုကျွန်တော်ရောက်လာသည်ဆိုင်တွင်မှဆိုင်ရှင်ကိုညွန့်အောင်ကစီးမှန်သည်ဟောကောင်မြတ်ဆွေမင်းနောက်ကျလာ ਈ လားမြိုင်ကြီးစိန်ဝင်းလာကြာလာပြီမြိုင်ကြီးစိန်ရွှေဦးတောင်စားတီတို့မှရန်ကုန်နှင့်ပြေးဆွဲနေသောဘတ်စကားကြီးများ၏အမည်ဖြစ်လေသည်ဤကားကြီးများသည်အချိန်လင်းအလွန်မှန်သည်ပြည်မြို့သို့မိရထထက်များစွာစော့ယူလဲစိုက်သည်ထို့ကြောင့်သတင်းစာတိုက်များမှသတင်းစာများကိုဤကားကြီးများနှင့်ထည့်ပေးလိုက်ရိုးဖြစ်သည်ကျွန်တော်ကကိုညွန့်အောင်ကိုတောင်းပန်သည်ကျွန်တော်အိမ်ရလာတာမဟုတ်ဘူးစင်စုဘက်ကတော့လာရတာဒါကြောင့်မို့နည်းနည်းနောက်ကျသွားတယ်အကိုညွန့်အောင်ဒါတော့မှမြိုင်ကြီးစိန်ဝင်လာတာမြင်ချင်းကျွန်တော်ပြေးလာခဲ့တာအေးပါကွာသတင်းစာတွေသာမြင်လိုက်ပို့လူတွေကစစ်သတင်းဥဖြစ်ရဖတ်ချင်ကြတာကျွန်တော်ဒီလက်၌ပါလာသောမဲသလင်းကိုစာရတွင်ဘက်ရှိစပွဲတစ်လုံးပေါ်၌တင်ထားလိုက်သည်ထိုအခါမှကိုညွန့်အောင်ကသတိပြုမိဟန်နဲ့မေးသည်ဘာလဲမင်းဆရာလေးကိုချမ်းသာစီကနေတချင်းတက်ပြီးပြန်လာလားဒီနေ့မတက်ဖြစ်ပါဘူးမနေ့ဖန်ညနေမှာမင်းဘာတချင်းတက်မလို့လဲဆရာကဂုံမြင့်သူတက်ခိုင်းနေကျွန်တော်ကမတက်ချင်ဘူးလို့မျက်နှိုးသူတက်မယ်လို့ပြောခဲ့တယ်အမေမင်းကမျက်နှိုးသူတွေပါရှိနေလို့လားတောက်တီးတောက်တယ်ဗျာတချင်းရှိလို့တက်အမှာဘယ်ရှိရမလဲပြီးတော့မိန်းကလေးတယောက်ကိုရောဘာလို့မျက်နှိုးရမှာလဲကိုလူတိတ်လေမကျဲနဲ့တော်တော်ကြာမင်းလိုကောင်းမျိုးလေးတွေပေါ့အသက်မကတစ်ဖက်တည်းနဲ့ချစ်ရတာတို့တနာချင်းနဲ့ချစ်စမ်းမာတို့ဘာတို့ညာတို့ကျွန်တော်ဒီကိုညွန့်အောင်နဲ့ဖတ်မငင်းတော့ပဲသတင်းစာပုံရှိရာသို့သွားသည်သတင်းစာတစ်စောင်ကိုကောက်ယူပြီးအသေးစိတ်မဟုတ်ပဲဟိုလန်တီလန်အမြန်ဖတ်သည်အာဖရိကတိုက်၌ဂျာမန်နှင့်အင်္ဂလိပ်တို့တင့်ငါတိုက်ပွဲအကြောင်းလည်းပါသည်ရန်ကုန်သို့ဘုံလာကျဲသောဂျပန်လေယာဉ်များကိုလည်းဗြိတိရှတိုက်လေယာဉ်များပြန်ကပြစ်ချလိုက်သည့်သတင်းလည်းပါသည်ဟုံးကပ်ခေါ်ပြည်ဆောင်တပ်များကိုမြန်မာပြည်အင်္ဂလိပ်ဘီရင်ခံမင်းကြီးဆာရိုမန်စမစ်ကလိုက်လံစစ်ဆေးနေပုံလည်းပါသည်သတင်းများကိုဤသို့အရင်မြည်ကြည့်ပြီးမှကျွန်တော်ဝေရသည့်သတင်းစာများကိုဆက်ပြီးနောက်ခုံ၌ညှက်တင်သည်ဆက်ပြီးမှမာကတ်ခေါ်ရွှွန့်ကဖုံးလေးတောင်နှင့်ပုံပန်မလှသောဟာကျူရီအမျိုးအစားဖြစ်သည်ဟောင်းနှွယ်လာပြီးဖြစ်သောကြောင့်ဈေးများကွာ၍တန်ကြေးရောင်နှင့်ညိုနေပြီရင်းဆက်ပြီးအဆုတ်သည်ပင်ကျွန်တော်ပိုင်မဟုတ်စိုင်းပိုင်ဖြစ်သည်သတင်းစာလိုက်ပို့တွင်ဆက်ပြီးကိုကျွန်တော်သုံးခွင့်ရှိသည်အိမ်ပေါင်းစေသတင်းစာပို့ပြီးလျှင်ဆက်ပြီးကိုစိုင်း၌ပြန်အပ်ရသည်ထို့နောက်အိမ်သို့ချေချင်းပြန်ရသည်ကျွန်တော်သည်ဆက်ပြီးစီး၍စိုင်းမှထွက်လာခဲ့သည်ပထမအရှိတ်ရက်ကွက်များကိုဖျက်လာသည်ထို့နောက်အစိုးရဟိုက်စကူးကျောင်းကြီး၏တောင်ဘက်ရှိလမ်းတိုင်းဆက်စီးသည်လမ်းဘေးတစ်ပင်များတွင်ဝါရဖြန့်ပိုစတာကြီးများက
ကတ်ထားသည်ကိုတွေ့ရသည်ပိုစတာတစ်ခုတွင်6ကဘာချထားသောမြေပြင်ပုံဆွဲထားသည်6ကဘာကိုအင်္ဂလိပ်အခရာဝီပုံထင်ရှားအောင်ဆွဲထားသည်ကဘာ၏တစ်ဖက်မြေပြင်ပေါ်တွင်ရိုးရီယာဟုရေးထားပြီးလက်ရဘက်မြေပြင်ပေါ်တွင်မြန်မာပြည်ဟုရေးထားသည်ရိုးရီယာမြေပတ်တွင်ဆက်ပြီးအဆုပ်စီးလာသောလူနှစ်ယောက်၏ကာတွန်းပုံပါသည်ဒုတိယမှာကျွန်တော်တို့ကောင်းကောင်းသိနေပြီဖြစ်သောဂျာမနီအာဏာရှင်ဟစ်တလာ၏ပုံဖြစ်သည်နှကမ်းမွေးဆူဆူနှင့်ဟစ်တလာကဆက်ပြီးနောက်မှခွာစီရင်မြန်မာပြည်ဘက်သို့ညွှန်ပြခိုင်းနေသည်ရှေ့မှဆက်ပြီးနင်းသူကမြန်မာထူထူသွားခေါ့ခေါ့နှင့်မြောက်တကောင်ကဲ့သို့အယုတ်ဆိုးအောင်ဆွဲထားသောဂျပန်တကောင်ဖြစ်သည်ဂျပန်၏ဟန်မှာရှေ့မှကြောက်ကြီးကိုကြည့်၍မျက်လုံးပြူထိတ်လန့်နေပုံဖြစ်သည်ပိုစတာအောက်၌သူဆရာကခိုင်းတော်လေဂျပန်တို့သည်ပြည်တိရှာ၏ဝေကြောက်ကြီးကိုမကြော်နိုင်ဟုစာရေးထားသည်ဂျပန်သည်နာဇီဟစ်တလာ၏တပည့်အမှန်ဖြစ်သလောကျွန်တော်သည်6တန်းသာရှိသေးတော်လေနိုင်ငံရေးဗဟုသုတအတန်ရှိပြီကျွန်တော်တို့၏အမျိုးသားကျောင်းကနိုင်ငံရေးဗဟုသုတကိုအားပေးသည်ကျွန်တော်တို့ကျောင်းကဆရာများမှာနာဇီနှင့်ဖက်စစ်မကောင်းကြောင်းတွေကိုပြော၍ဆိုဗီယက်ရုရှားကိုသာချီးမွမ်းကြသူများဖြစ်ကြသည်ကျွန်တော်ကိုယ်တိုင်ကလည်းကိုညွန့်အောင်ပြီးစာအုပ်ဆိုင်မှာစာအုပ်များကိုအလကားဖတ်နိုင်သောကြောင့်နာဇီအကြောင်းဖက်စစ်အကြောင်းတို့ကိုသိသင့်သမျှသိပြီးပြီကမ္ဘာရန်သူလူမုံနိုင်စာတော်ဝတ္ထုများသည်နာဇီဖက်စစ်တို့၏ရက်ဆက်ပုံများကိုရင်းနှီးပွဲဖြစ်အောင်ရေးထားကြသည်ဂျပန်တရှိုးခေါ်သောစာအုပ်ကဂျပန်တရှိုးအဖြစ်နှင့်မန်ချူရီးယားတွင်လုပ်ခဲ့ပူသောအီတာလီယန်တဦး၏ဂျပန်ရက်ဆက်ပုံကိုရီးကြုံရသမျှရင်ဖွင့်ချထားသောစာအုပ်ဖြစ်တော်သည်နာဇီ၏တပည့်ဂျပန်ဖက်စစ်တို့သည်မြန်မာပြည်ကိုသိမ်းတော်မူလောသို့မဟုတ်ပိုစတာတွင်ဖော်ပြထားသကဲ့သို့ဗြိတိရှဘွေကြောက်ကဘာကြီးကိုမကြော်နိုင်ဘူးလောအမှန်ကဒါတွေသည်ကျွန်တော်လုပ်ဖို့ကျွန်တော်လောက်ကသတင်းစာတွေကိုသက်ဆိုင်ရာသို့အမြန်ပို့ပေးရမည်သတင်းစာပို့ကနှင့်ကျွန်တော်ကြောင်းနေရသည်မဟုတ်ပါလောကျွန်တော်သည်အစိုးရဟိုက်စကူးကျောင်းကြီးဘက်ကိုလှည့်ကြည့်မိသည်ရင်းဟိုက်စကူးကျောင်းကြီးကယခုကျောင်းမဟုတ်တော့ကျောင်းကိုမျိုးရင်းရှိရိုးကုမ္ပဏီတိုက်သို့ရွှေ့ပြောင်းသွားပြီကျောင်းကြီးမှာယခုစစ်တပ်ကတင်ထားသည်ကျောင်းဝင်းအတွင်၌ခေါင်းတိုစစ်ထရက်ကားများစိုက်ထားသည်မော်တော်ကားဆိုရင်ခေါင်းရှည်သာမြင်ပူသောကျွန်တော်တို့အဖို့ခေါင်းတိုကားများသည်ထူးထူးဆန်းဆန်းဖြစ်နေသည်ထို့အတူပူအိုက်ဟန်ဖြင့်ဘောင်းမီတို့အင်းကြည့်ပလားအသားနီနီမျက်လုံးပြပြနှင့်အင်္ဂလိပ်စစ်သားများမှလည်းထူးဆန်းနေသည်ရခိုင်ကစစ်သားဆိုရင်ကလားများသာကျွန်တော်တို့မြင်ပူသည်ဟိုက်စကူးကျောင်းကြီးတောင်ရောက်တော့တောင်ဘက်သို့ချိုး၍မိရထားလမ်းကိုကျော်ကရွှေစံတော်ချေရင်သို့ကျွန်တော်ဆက်လာခဲ့သည်စံတော်ကရဲဌာနအဝင်ရှိအိမ်အချို့တွင်ကျွန်တော်သတင်းစာများချလိုက်သည်တဖန်စံတော်စည်းရှိလက်ဖက်ရည်ဆိုင်များစပင်ညက်ဆိုင်များအိမ်အချို့တို့၌လိုက်ချပြန်သည်စံတော်စည်းမှသည်စင်စုဘတ်သို့ခရီးဆက်ရပြန်သည်စင်စုပြီးမှနောက်ဆုံးမင်းကြီးတောင်ပေါ်ကိုရောက်ခဲ့သည်မင်းကြီးတောင်ပေါ်တွင်အရေးပါရာဇဝတ်ဝန်ဆက်ရှင်မင်းကြီးတစ်တော်ဝန်ရင်မျိုးဝန်တရားသူကြီးစသည့်အရာရှိကြီးများနေကြတော်သည်အချို့မျက်နှာဖြူများဖြစ်ကြ၍အချို့မှာမြမများဖြစ်ကြသည်မြမအရာရှိများအိမ်သို့ကျွန်တော်သတင်းစာပို့ရသည်မင်းကြီးတောင်တက်တော်လမ်းမှာချောမွတ်တော်လဲအကွေ့အကောင်များသည်အတက်မှာပင်ပန်းလှ၍စပေးကိုမတ်တက်ရနေရသည်တချို့နေရာ၌ဆင်တွန်ရသည်ညီတို့ဖြစ်စေမင်းကြီးတောင်ပေါ်ရောက်ရသည်ကိုကျွန်တော်ပြောသည်တော်ရိပ်တောင်ရိပ်ကိုကျွန်တော်ကချစ်သည်တောင်ပေါ်မှနေ၍လှပသောကျွန်တော်တို့မြို့ကြီးကိုစီးကြည့်ရသည်ကိုကျွန်တော်နှစ်သက်သည်နေကကြကြပြူပြီးတဘိုရဲညနေလေး၏အေးမြသည်လေးကအေးမြတော့လေကျွန်တော်မချမ်းတကိုယ်လုံးချွေးတို့ဖြင့်ရွှဲနေသည်အေးမြတော့လေးအတွေ့ကိုလည်းလေပင်နှင့်မျက်နှာတို့ကသာထိတွေ့ခံစားနေရသည်ခံစားရသမျှကလည်းရှင်းကိုအေးချမ်းစေသည်လှပသောညနေလှပသောတောင်ကွေလန်းရှေ့၌တောင်စင်းလန်းကိုတွေ့ရသည်လမ်းသည်နေလျှောသွားပြီးပြန်မော့တက်တာတောင်ဆွဲလေးကိုကွေသွားသည်ကျွန်တော်သည်စပီးကိုမတ်တရက်နင်းကဂုံးထိပ်သို့တက်သည်ထို့နောက်နေလျှောသောလမ်းအတိုင်းဗရိတ်လွတ်ပြီးအရှိန်နှင့်ဆင်းသည်အရှိန်နှင့်ဆင်းသွားသောစပီးသည်အရှိန်နှင့်မင်းကုန်းကိုပြန်တက်သည်ကုန်းထိပ်မရောက်တယောက်အချိန်မှာတော့မသိတသေး၌မမျော်လင့်သည်ဖြစ်လာတော်သည်တောင်ကျိုးလမ်းကွေးမှစပိန်တစ်စီးသည်ရုတ်တရက်ပေါ်ထွက်လာသည်
အစင်းဖြစ်သောကြောင့်အရှိန်ရလည်းပြင်းကျွန်တော်ကလည်းစူးစမ်းရှောင်လိုက်ပါသည်တို့ရရင်မလွတ်ပါစပိန်နှစ်စီးသည်ဘေးချင်းပုတ်တိုက်မိကြသည်ဆူဆူရှရှအော်လိုက်တန်ကိုကျွန်တော်ကြားရသည်တပြိုင်နက်မှာပင်ကျွန်တော်လည်းမဟန်နိုင်ပဲလူရောစပီးပါထိုးလေသွားသည်တွေ့ယူတရနှင့်ကျွန်တော်သည်လူးလဲထားသည်ကျွန်တော်သည်ကိုယ်တရားကိုမကြည့်ပါတစ်ဖက်သူဘာဖြစ်သွားသနည်းဟုလှည့်ကြည့်မိသည်ရှေးဥစွာတစ်ဖက်လမ်းပြီးတောင်းနှံရန်တွင်ကန့်ရလဲနေသောမိန်းကလေးစပိန်လှလှလေးတစ်စီးကိုတွေ့ရသည်ပလန်းမကန်းတွင်ကမိန်းကလေးတဦးသည်မြေပြင်ပေါ်၌တစောင်းလေးလဲကျနေတော်သည်မိန်းကလေး၏ကိုယ်၌စိမ့်ပြနှုရောင်ခေါင်းဝင်အင်းချီလေးကိုဝတ်ထားသည်ခြေရင်ခြေဖြူနှင့်တရေရှူးဖနက်အနက်လေးကိုစီထားတော်သည်လိမ့်ချထားသောရှဲဖြူထံမှခြေသလုံးလေးများသည်ဖြူဝင်းချောညံ့လာသည်ခေါင်းဝင်လေးကလန်လျက်ရှိသောကြောင့်ဖြူဝင်းချောညံ့သမျှပြဖြိုးထွင်ထွားသည့်ပေါင်တန်လှလှကိုပါမြည်မိလျက်သာရှိနေသည်မိတတ်သလိုဖြစ်နေရမှတတိဝင်ပြီးလှုပ်ရှားလာလျက်ကျွန်တော်သည်မိန်းကလေးအနီးသို့ပြေးကပ်သွားမိသည်ထိုချိန်တွင်မိန်းကလေးသည်မြေပြင်ကိုလက်ကလေးနှစ်ဖက်ဖြင့်ထောက်ပြီးအာယူထစားပြုနေပြီကိုထပ်ပိုင်းကိုအရင်ကြွကတဆောင်လှည့်လိုက်သည်လေတိုင်းလေးပါလှည့်လာပြီးရှေ့သို့ဝဲကျနေသောစပင်များကိုနောက်သို့ခါငါသိမ့်လိုက်သောအခါယခုအချိန်ထိဒီလောကတွင်ကျွန်တော်တွေ့ခဲ့ဘူးသမျှအချောမော်လှပဆုံးသောမျက်နှာလေးကိုတွေ့ရသည်တကားထားနိုင်ရဲ့လားထူပေးရမလားကျွန်တော်ကလက်ကမ်းပေးသည်မိန်းကလေးကကျွန်တော်လက်ကိုလှမ်းမယူသူ့ဘာသာသူနေရာမှထားသည်တို့ရရင်မတ်တက်မရက်နိုင်သေးပါခါလေးကိုင်းပြီးတော့ဒုတစ်ဖက်ကိုနှံဟန်လက်တစ်ဖက်ဖြင့်နှိပ်ထားတော့သည်ဒုနာသွားလားမိန်းကလေးကိုသည်မက်လာသည်အန်ကျိတ်လျက်ဒေါသထွက်သောမျက်လုံးများနှင့်ကျွန်တော်ကိုတစ်ချက်စိုက်ကြည့်သည်စပီးအရန်စီးရသလားမျက်လုံးအောင်ကန်းနေသလားကျွန်တော်မောင်မျက်စွေဘလို့မှမမျှော်လင့်တော့ရန်တွေ့တမ်းပါအရန်မစီးပါဘူးကိုကတောင်တက်ပါကို့စပီးမှာအချင်းရမရှိတော့ပါဘူးမင်းရတာအစင်းလေအစင်းသမားကိုဘာလို့ကြည့်မရှောင်လဲတောင်တက်တောင်စင်းလမ်းမှာအစင်းသမားကရှောင်ပေးရတာမျိုးလေအဲ့ဒါမော်တော်ကားတွေကိုပြောတာစပီးကိုများဥပဒေထုတ်ချင်ရတာနေရဘာအရာရှိမို့လို့လဲဥပဒေထုတ်တာမဟုတ်ပါဘူးအဖြစ်ကိုပြောပြနေတာအဲ့ဒီအဖြစ်ကိုပြောပြနေတာပေါ့ကို့လန်ကိုစီးပါလားအလဲကစီးတာကိုတိုက်မိမှာပေါ့ကိုကအလဲကစီးမိတယ်လားမင်းကလည်းအလဲကနေမစီးဘူးဆိုရင်တိုက်မိပါမလားအလဲကစီးမိတာမဟုတ်ဘူးအကွေးဟဲ့အကွေးနင့်မျက်လုံးမမြင်ဘူးလားသူနဲ့ဖတ်၍ကျွန်တော်မငင်းတော့ချောမောလှပသောမျက်နှာလေးကိုသာကြည့်မိသည်ရုပ်ကလေးကချောသလားဘာကြောင့်ဒေါသကြီးနေရပါသနည်းအသက်ကကျွန်တော်နှင့်ရွယ်ရူခန့်ရှိမည်ဝိစားထားပုံမှာအထက်တန်းစာအရာရှိကြီးတမီးတူမှန်တိတာနေသည်အရာရှိကြီးတမီးတူဖြစ်နေတော့ဒေါသကြီးပေမည်မာနလည်းကြီးပေမည်ကျွန်တော်ကအတန်ကိုတက်နိုင်သမျှချိုချိုထားပြီးတော့တောင်းပန်ရသည်ဘာပဲဖြစ်ဖြစ်ကိုမပါလေလေကိုတောင်းပန်ပါလေမင်းမကျေနပ်ရင်ကိုပေါ့ရိုက်မိန်းကလေးသည်နှက်ခမ်းကိုရွှဲကမဲ့ကကျွန်တော်ကိုမျက်စောင်းတစ်ချက်သာထိုးလိုက်၍သူ့ဆက်ပြီးစီသို့ရှောက်သွားသည်ကျွန်တော်ကသူ့နောက်ကကတ်လိုက်သွားပြီးမေးသည်ကိုဘာကိုကမလဲမလိုပါဘူးမင်းစပီးများဘာဖြစ်သွားလဲမသိဘူးဘာပဲဖြစ်ဖြစ်မလိုဘူးလို့ပြောနေတယ်မဟုတ်လားသူ့နာဆက်နေလေခက်လိမ့်မည်ထင်သည်ကျွန်တော်မှလည်းအလောက်ကရှိသေးသည်ကျွန်တော်သည်ကျွန်တော်စပီးလဲနေရသို့ပြန်လျှောက်ခဲ့သည်ကျွန်တော်စပီးရှိရှွန်ကအနှဲငယ်ဆောင်းရင်သွားသည်မှာအပအခြားဘာမှမဖြစ်သတင်းစာများမှမူမြေပြင်သို့ပြန့်ကျဲနေသည်တော်ပါသေးသည်၄-၅ဆောင်သာကျွန်တော်တစ်ဖြင့်ကောက်ရလွယ်သည်သတင်းစာများကောက်ရင်မိန်းကလေးဘက်သို့ကျွန်တော်လှည့်ကြည့်သည်သူကလည်းအလုံများနေသည်စပီးလက်ကိုင်းဆောင်သွားဟန်တူသည်မိန်းကလေးသည်စပီးရှေ့ပြီးကိုပေါင်ချညှက်၍လက်ကင်ကိုလက်နှစ်ဖက်ဖြင့်စုပ်ကင်ပြီးတော့ညှိယူနေသည်ကျွန်တော်ကသတင်းစာများကိုတည်တတ်အောင်ပြန်စီပြီးစပီးနောက်ခုံ၌ပြန်ညှက်သည်ထိုစဉ်ခေါ်တံကိုကြားလိုက်ရသည်ဒီမှာကောင်းလေးအတန်ရှင်ကမချောလေးပင်ကို့ကိုခေါ်တာလားဘသူ့ကိုခေါ်မှလဲဒီမှာလာလို့ပြီအောင်ကျွန်တော်ကသူ့စီကိုပြန်သွားကူသည်အနည်းကိုရောက်တော့ပြဿနာကိုမြင်သည်မချောလေးကစပီးမှာချင်းချိုပြုတ်နေသည်ရှေ့ခွေးသွားစိမ့်မှသာမကနောက်ခွေးသွားစိမ့်မှပါပြုတ်နေသည်ဒီလိုပြုတ်နေပုံကပြန်အတက်ရလက်ဝင်သည်ပြီးတော့ပြန်တက်လျင်လက်များစီချေးပေရည်နှင့်ညစ်ပတ်လေသည်
မိန်းကလေးဒီဖြူဝင်းသောသူ့လက်လေးများကိုညစ်ပေစေလိုဟန်မတူပါမိန်းကလေးကစပင်းကိုကန်၍ထိမ့်ပေးသည်ကျွန်တော်ကစိတ်ရှည်စွာဖြင့်ချင်းကျိုးကိုနေသားသစပြန်တက်ပေးရသည်ပြီးသောအခါကျွန်တော်ကမတ်တက်ရက်လိုက်သည်ကျွန်တော်လက်တွင်စီကြီးအမဲတို့ပြေးရီကုန်ပြီကိစ္စမရှိပါသူကလေးကျင်းနဲ့ရင်တော့ပါပြီကျင်းနဲ့ပြီလားတော့မသိမျက်နှာလေးကမတင်းလှတော့မျက်လုံးတို့၌လည်းဒေါသရောင်ကင်းသောမျက်လုံးတို့သည်အလွန်ကြည်နေလှပါသည်မျက်လုံးတငယ်အိမ်သည်တောက်ပါသောအနက်ရောင်ဖြစ်သည်မျက်သားတို့မှာဖြူစင်ယုံမကပြလွင်နေသည်မျက်တောင်တို့မှာကော့ယုံမကရှည်လဲရှည်လာသည်ခဏ၌မူနှကမ်းများကပြုံးရောင်တန်းလာသည် Thank you my boy ဟင်ဘာပြောတယ် I tell you thank you my boy လို့လက်ချောလေးသည်စပီးပေါ်တက်ခါရှေ့ဆက်စီးသွားတော့သည်မခံချင်းတလို့လို့ဝမ်းနေတလို့လို့ရှင်တဲ၌ဟာတလို့လို့ဘာလို့လို့နဲ့ကျွန်တော်ကြံ့ရစ်ခဲ့ရသည်အတန်ကြာငိုင်းနေပြီးမှကျွန်တော်ခရီးကျွန်တော်ဆက်ရသည်ဆက်ရှင်မင်းကြီးအိမ်တစ်တောင်းဝင်အိမ်ရှင်မျိုးဝင်အိမ်စသဖြင့်အိမ်စဉ်အလိုက်ကျွန်တော်သတင်းစာပို့ရသည်ကျွန်တော်နောက်ဆုံးဝင်သည့်အိမ်မှာလမ်းအရေးပိုင်းကအစိုးရအင်ဂျင်နီယာဦးတင်လက်၏အိမ်ဖြစ်သည်အိမ်ဝင်အတွင်မြက်ခင်းပေါ်၌ကောင်းတီးဆန်ရိုက်နေသောဦးတင်လက်ကိုကျွန်တော်တွေ့ရသည်ဦးတင်လက်သည်အသားဖြူဖြူအယက်မြင့်မြင့်နှင့်ချောမောပွင့်သူတဦးဖြစ်သည်အသက်40ခန့်ရှိပြီဖြစ်တော်လဲဘိုက်မတွေ့သည်ရေုံကြဲကြဲခါသေးသေးနှင့်ကိုလုံးကိုယ်ရဲ့အချိုးအစာကြသည်ဘီလက်ပြန်ဖြစ်၍အနေထိုင်ဘိုးဆန်းတော်လေတီတီကြီးကြီးနှင့်စိတ်နှလုံးကောင်းသူတဦးဖြစ်သည်ဦးတင်လက်ပြည်သို့ပြောင်းလာသည်မှာ6လခန့်သာရှိသေးသည်ရခင်ကသူရတို့၌မျက်နှာဖြူများသာဖြစ်သည်သူကမူဘီလက်ပြန်မှုအရာတို့ကိုရှားသည်လို့ဆိုသည်ဦးတင်လက်နှင့်ကျွန်တော်အတန်လေးကိုရင်းနေသည်ရင်းနေရသည်မှာသူ့အိမ်၌သတင်းစာပို့ရသူတဦးနေနေသာမဟုတ်ကျွန်တော်ရောက်ပါသည်ဦးတင်လက်အုပ်ချုပ်ရသော PW ခေါ်ပြည်သူ့လုပ်ငန်းဌာနမှထရက်ကာမောင်းသူတဦးဖြစ်သည်ယခုအရက်ဝိုင်း၌စကားများရမှဓားခုံမှုဖြင့်ထောင်ချနေသည်ဦးတင်လက်သည်ကျွန်တော်ရောက်ဖာကိုတန်ရောတင်ရှိသည့်ထက်ကျွန်တော်အမကိုတနာပုံပေါ်သည်သတင်းစာကားဖြင့်ကြောင်းနေရသောကျွန်တော်အပေါ်လေဂယုနာရှိသည်ကျွန်တော်ကိုမြင်သောအခါဦးတင်လက်ကလှမ်းနှုတ်ဆက်သည်မောင်မြတ်ဆွေဒီနေ့သတင်းစာလာသလားဟိရန်ကုန်ဘုံကျဲခံရပြီးတွေကတခါတရံသတင်းစာမမှန်သောကြောင့်ဦးတင်လက်ကမေးခြင်းဖြစ်သည်လာပါတယ်ခင်ဗျဒါထက်ဒီနေ့ဝင်မင်းခောက်ကွင်းမသွားဘူးလားမသွားဘူးကွယ်ဧည့်သည်တွေရောက်နေလို့အေးလေဧည့်သည်လည်းမဟုတ်ပါဘူးငါရောက်ခမတွေပါရန်ကုန်ကနေရှောင်းလာကြတာဟိုမှာလဲကျောင်းနေလဲပိတ်ကုန်တော့ငါခလေးလဲပြန်ရောက်နေတယ်ဒါထက်မင်းတို့ကျောင်းတော့မပိတ်သေးဘူးနော်မပိတ်သေးဘူးဗျဒါပေမဲ့ခိုင်းစာရှင်ပြောပါအားရခါကျွန်တော်လာလုပ်ပေးပါမယ်ဦးတင်လက်သည်ခိတ္တစဉ်းစားတဲ့အောင်ငြိမ်သွားသည်မောင်မြတ်ဆွေပြောလို့တတိရတယ်မင်းမဆလိတ်လိတ်တုံးမေးလားမလိတ်လို့ဘာနဲ့သွားစားမလဲဗျတနေ့ကိုဆလိတ်လိတ်ခါဘယ်လောက်ရတဲ့အမှန်မရှိပါဘူးတစ်ချက်9မှတ်ဒီလောက်ပဲတို့အိမ်မှာအခုလူတိုးနေတယ်ဘတ်တလာကလားကလည်းပဲသူများရောက်လာနဲ့ကလားပြည်ပြန်မဲကြီးပဲပြောနေတယ်အဲ့ဒါမင်းမလုံနိုင်မယ်ဆိုရင်တစ်လောက်90ပေးမယ်ထမင်းလည်းပဲဒုနဲ့တူစားပေါ့ကွာအိမ်သားလို့ပေါ့အော်ဟုတ်ကဲ့ကျွန်တော်မမကိုပြောပြပါမယ်အေးဟုတ်ပြီကဲသတင်းစာပြီကျွန်တော်ကသတင်းစာတစ်စောင်ကိုဦးတင်လက်၏လက်တွင်ထဲသို့ရိုးသေးစွာလှမ်းပေးလိုက်သည်ဦးတင်လက်ကသတင်းစာကိုချက်ချင်းဖတ်နေသည်ကိစ္စပြီးပြီမို့ကျွန်တော်ဒီစပီးကိုတွန်းကခြံတွင်းမှထွက်လာသည်ခြံမြင်ရောက်၍စပီးပေါ်တက်မြည်အပြူ၌လမ်းပေါ်မှစပီးတစ်စီးလာနေသည်ကိုတွေ့ရသည်သူပေသည်ဆော့ဆော့ကမမချုံလီဒီတခါထမတိုက်မိရန်ခြံဝါမှနေကျွန်တော်ရက်နေလိုက်သည်မချောဟာဆက်မစည်းပဲခြံဘက်ကိုကွေ့ဝင်လာသည်ကွေ့ဝင်လာရောမကကျွန်တော်အနီး၌ဆင်းရက်လိုက်သည်အော်နေရတော့ရင်ကိုသတင်းစာလာပို့ပေးရဲ့ကောင်လေးကိုဘာရဲ့နေရတော့ရင်ကိုသတင်းစာလာပို့တယ်ဟုတ်လားဒါမင်းအိမ်လားဟုတ်တယ်လေဒါဖြင့်မင်းဝင်းမင်းဥတင်လန်ရဲ့သမီးလားဟုတ်တယ်ဝင်းမင်းဥတင်လန်ရဲ့သမီးငါနာမည်ကထားတဲ့ထားမင်းနာမည်ကထားဟုတ်လားဟုတ်တယ်မသိဘူးလားအိုးဘလို့လို့သိနေမလဲအခုသိပြီမဟုတ်လားသိပြီတီးပြီးရောနောက်ကိုရိုးရိုးတည်တည်ဆက်ဆံဘာရဲ့နောက်ကိုရိုးရိုးတည်တည်ဆက်ဆံလို့ကျွန်တော်ကအသာပြုံးမိသည်
ရိုးရိုးတည်တည်ဆက်ဆန်ဆိုတော့မင်းငါကိုကမမထားလို့ခေါ်ရမလားဒီမေဒါဘာလူဘာဆောင်တော့ပြောတာလေမဟုတ်ဝါလူဘာဝစကားပြောတာမဟုတ်ရပါဘူးမင်းကရိုးရိုးတည်တည်ဆက်ဆန်ရမယ်ဆိုတာနဲ့မမထားလို့ခေါ်ရမလားလို့မေးတာကို့နာမည်ဟွာလို့လည်းမပြောရသေးဘူးကို့နာမည်ဟွာလည်းမဟုတ်ဘူးကို့နာမည်ကမျက်ဆွေတဲ့ထားသည်ကျွန်တော်ကိုမျက်စောင်းတစ်ချက်ထိုးပြီးမျက်နှာထားကိုခတ်ဆူဆူဖြင့်ခြံတွင်းသို့ဝင်သွားသည်ကျွန်တော်ရင်မှသာလှုပ်ရှားကြံ့ရစ်ခဲ့သည်ကျွန်တော်နားမလဲသောထူးဆန်းသည့်လှုပ်ရှားမှုဂုံးစင်း၌ကျွန်တော်သည်စပီးကိုခါရိုင်းကဲ့သို့အမြန်မစီးပဲမှန်မှန်လေးစီလာခဲ့သည်ကျွန်တော်ရင်တွင်တနေရာ၌လည်းပဲ့တင်တန်တရက်သည်မှန်မှန်လေးပေါ်နေသည်ထားသူ့နာမည်ထားတဲ့အော်မာနာရှင်မရွှေထား